ဘိုးဘွားရိတ်သားမှာပေါ်လို့ခေါ်တဲ့အသက်108နှစ်အရွယ်ဘိုးကြီးတယောက်ရှိပါတယ်။သူကအရွယ်နဲ့မလိုက်အောင်ကျမ်းမာတန်ဆွမ်းပြီးတွားတွားလာလုံနိုင်ပါတယ်။ဒီလိုကျမ်းမာရခြင်းရဲ့လျှို့ဝှက်ချက်ကိုသိခြင်းလွန်ခဲ့တဲ့260ကျော်ကသူ့ဘဝကိုပြန်ပြောင်းပြောရပါမယ်။ပေါ်အသက်40လောက်တုန်းကစီးပွားရေးအကျပ်တဲ့ကာလတစ်ခုမှာထောင်ဆောင်တယောက်ဖြစ်ပါတယ်။ပေါ်ကတည်တံပေးခံရတဲ့လူတွေရဲ့ထောင်ကန်ကအရာရှိဖြစ်ပါတယ်။အဲ့ဒီခေတ်တုန်းကတည်တံပေးရင်လျှက်စစ်ခုံကိုသုံးကြပါတယ်။အပြစ်သားတွေရှိမှအခေါ်အဝေါ်မကျန်းအောင်ထောင်တိုင်းကလျှက်စစ်ခုံလို့မခေါ်ပဲဘဝခီးရဲ့အဆုံးသက်ဆိုတဲ့သဘောနဲ့နောက်ဆုံးမိုင်လို့ခေါ်ကြပါတယ်။ပေါ်တို့ကတော့နောက်ဆုံးမိုင်ဆိုတာထက်စိမ့်ဖက်ဖက်ရင်ကြီးတွေတက်နေတဲ့ကြမ်းကင်းကိုဆွဲပြုပြီးအစိမ်းရောင်မိုင်လို့နာမည်ပေးထားပါတယ်။ပေါ်ကစီလန်ချောင်းပိုးဝင်နေလို့အပေါ်သွားတိုင်းဗလိတ်ဓာတ်တွေထွက်နေတယ်လို့ခံစားရပါတယ်။တရက်မှာထောင်ထဲကိုဂျွန်ကော်ဖီဆိုတဲ့လူတစ်ယောက်ရှောက်လာပါတယ်။သူတို့ထောင်ပိုင်းနဲ့လာဖို့ထဲကတေးတံကြထားတဲ့သူဆိုတာသိကြပါတယ်။ဂျွန်ရဲ့ခန္ဓာကိုယ်ကကြီးလွန်လို့သူတို့အားလုံးထက်ခေါင်းနှလုံးစာလောက်ပိုမြင့်နေလို့အရာရှိတွေကသူ့ကိုကြောက်ကြောက်နဲ့သတိထားပြီးခေါ်လာရပါတယ်။ထောင်သားတစ်ယောက်တာနဲ့ပေါ်ကပဲနေရာချပေးပြီးလိုအပ်တာတွေစီစဉ်ပေးပါတယ်။ဂျွန်ကော်ဖီကသူ့ကိုယ်သူကျွန်တော်နာမည်ဂျွန်ကော်ဖီပါတောက်တဲ့ကော်ဖီနဲ့အတူတူပါပဲစာလုံးပေါင်းပဲမတူတာပါလို့မိတ်ဆက်ပါတယ်။ပါစီလို့ခေါ်တဲ့ထောင်ဆောင်ကထောင်သားတွေကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံပြီးစိတ်ရှိသလိုရိုက်နှက်တတ်တဲ့ဘူလီကောင်ဖြစ်ပါတယ်။ရပိုင်းအတွင်းတေးရတော့မဲ့လူတွေကိုအဲ့လိုဆက်ဆံတာမကြိုက်တဲ့ဘောကပါစီကိုထွက်သွားစေခြင်းနေပါတယ်။ဒါပေမဲ့သူ့တော်ရဲ့ယောက်ျားကဘယင်ခံမှုမျက်နှာကြီးဆက်ဆံနေရပါတယ်။ဘောကဂျွန်ကော်ဖီကိုလက်ကတန်ကြိုးတွေဖြုတ်ပေးလိုက်ပါတယ်။လူကောင်နဲ့မလိုက်မျက်ရည်တွေကျနေတဲ့ဂျွန်ကိုဘောကဘာလိုအပ်လဲလို့မေးတော့ညဘက်ကျရင်မီးလေးတစ်လုံးလောက်ဖွင့်ပေးထားဖို့တောင်းဆိုပါတယ်။ဂျွန်လိုလူကအမှောင်ကြောက်တယ်လို့အရာရှိတွေလည်းရှဲကျင်းတယ်လို့တောင်ဖြစ်သွားပါတယ်။ဘောကဂျွန်ကိုစိတ်ဝင်စားသွားလို့သူ့အမှုတွေကိုဖတ်ကြည့်လိုက်တော့ဂျွန်ကခလေးမလေးနှစ်ယောက်ကိုမနှိမ့်ချင်ပြီးတပ်ပစ်ခဲ့တဲ့သူမို့ဘောအတော်အံ့ဩသွားပါတယ်။ဂျွန်ကော်ဖီအကြောင်းအပြင်ပါစီပြဿနာကလည်းရှိနေပါတယ်။ပါစီကထောင်ထဲမှာထင်နိုင်ကျဲနေတာကိုထောင်ပိုင်းကိုယ်တိုင်လည်းသိပေမဲ့သူ့တော်ဘယင်ခံကြော်ရဲ့အရှိန်အဝါကြောင့်သိခံနေရပါတယ်။သူ့အဆက်နဲ့ဆိုဒီထက်ဝင်ငွေကောင်းတဲ့ဒီထက်သာတဲ့ရှာလူကြီးတွေရနိုင်တာတောင်ပါစီကဒီထောင်မှာဘာလာလုပ်နေလဲဆိုတာကိုဘောတို့လည်းနားမလည်နိုင်ဖြစ်နေကြပါတယ်။ဒါပေမဲ့ပါစီကနောက်လာလောက်ကျရင်တာဝန်ပြောင်းမယ်ဆိုတဲ့သတင်းကောင်းလေးတော့ကြားထားပါတယ်။တေးတံပေးတဲ့နေရာမှာအရာရှိများများဆဆမရှိပဲဘောအပါအဝင်အရာရှိ4-5ယောက်နဲ့တလှည့်စီလဲပတ်နေကြတာဖြစ်ပါတယ်။ထောင်သားကလက်ရှိမှာ3ယောက်ပဲရှိပြီးအလုပ်လဲထွေထွေထူးထူးမရှိတာကြောင့်အားရင်လျှက်စစ်ခုံကိုတန်ရှင်းရေးလုပ်ကြပါတယ်။တိုက်ပိတ်ခံတစ်ခန့်ရှိပေမဲ့ဘသူ့ကိုမှတိုက်မပေးရတာကြလို့စတိုကန်လုပ်ထားပါတယ်။အဲ့ဒီထဲကိုကြွက်တကောင်ဝင်နေလို့ဘောတို့ကရှိသမျှပစ္စည်းအကုန်ထုတ်ပြီးရှာတာတောင်ကြွက်ကကိုပြောက်တယ်လို့ပြောင်းနေပါတယ်။ဘောတို့လည်းရှာမတွေ့တဲ့အစုံလက်လျှော်လိုက်ရပါတယ်။နောက်နေ့မှာကြွက်ကပြန်ထွက်လာလို့အရာရှိဘရူဒတ်ကကြွက်ကိုကုတ်ကီးလေးယူကျွေးပါတယ်။အားရနေတဲ့သူတို့ရောထောင်သားတွေရောကကြွက်မုံစားတာကိုစက်ကပ်ပွဲကြည့်ရတယ်လို့စိတ်ဝင်စားကြည့်နေကြပါတယ်။ကြွက်သေးသေးလေးမို့ဘသူမှအရေးတယူတတ်မနေပေမဲ့အမျက်ရံလိုနေတဲ့ဘောကတော့ကြွက်ကိုတတ်ဖို့လုပ်ပါတယ်။တိုက်ပိတ်ခန်းထဲမှာရှိသမျှကိုထုတ်ပြီးဒေါသတကြီးနဲ့ကြွက်ကိုရှာနေပါတယ်။ဘောတို့ကဝုန်းတိုင်းတိုင်းတွေကြလို့ပြဿနာတက်တဲ့အထင်နဲ့ပြေးလာတော့ပါစီကြွက်ဖမ်းတာဖြစ်နေပါတယ်။သူတို့လည်းရှာကြည့်ပြီးမရဘူးလို့ပြောလဲပါစီကလှုပ်ချင်ရလှုပ်နေပါတယ်။သူ့လုပ်ရက်တွေကတေးမဲနေကိုစောင့်နေတဲ့ထောင်သားတွေအတွက်ဖိအားဖြစ်စေလို့အရာရှိတိုင်းကတားပေမဲ့ဘောကအတော်အားကိုးနဲ့သူ့ထက်ရာလူကြီးတဲ့လူတွေကိုမလေးမစားပြန်ပြောပါတယ်။စိတ်ဆက်တဲ့ဘရူဒတ်ကထားထိုးဖို့လုပ်ပေမဲ့ဘောကတားလို့လက်လျှော်လိုက်ပါတယ်။နောက်တစ်ရက်မှာတော့ထိတ်ဆုံးအခန်းကအာလန်ဆိုတဲ့ထောင်သားကိုတေးတံချမဲ့ရမှုဘောတို့ကကြိုပြီးအစံလေးကျင်ပါတယ်။လူသစ်ပါစီကိုလည်းကြည်ပြီးတင်ထားဖို့ဘောကပြောပါတယ်။တန်ရှင်းဝန်ထမ်းအဖိုးကြီးကို volunteer အနေနဲ့လျှက်စစ်ခုံမှာထိုင်ခိုင်းပြီးခြေတွေလက်တွေကိုကျိုးနဲ့တုပ်လိုက်ပါတယ်။အသားကိုဓာတ်ရိုက်ထိနေမဲ့ဝါယာကြိုးတွေဆင်ထားပြီးအရာရှိကအရင်ဆုံးတရားရုံးကချတဲ့အမိန့်အရတေးတံချမှန်ကြောင်းကြေညာပြီးဒီအပြစ်တွေဒီဘဝမှာပဲကြေဖို့ဆူတောင်းပေးပါတယ်။အစင်တစ်ဖွင့်လို့ပြောရင်လူတစ်ယောက်ကဓာတ်အပေးဆက်ကိုဟန်ပြဖွင့်လိုက်ပါတယ်။ပြီးတာနဲ့အပြစ်သားကိုအမဲအောင်မျက်နှာဖုံးဆွတ်လိုက်ပြီးရေဆိုနေတဲ့ရေမြုပ်ကိုခေါင်းပေါ်တင်လိုက်ပါတယ်။ရေမြုပ်ကိုရေဆိုပြီးတင်ရတာကလျှက်စီးချောင်းကအုံနောက်ထဲကိုကြီးစံတရောင်းလိုစီစဉ်သွားအောင်ဖြစ်ပါတယ်။အဲ့ဒါမှအပြစ်သားကတကူလုံးမိခင်ခံရတယ်လို့မဖြစ်ပဲခဏအတွင်းတည်သွားမှာဖြစ်ပါတယ်။အားလုံးအစင်သစ်ဖြစ်ရင်တော့အစင်နဲ့ဖွင့်လိုက်လို့ပြောရပါတယ်။အဲ့ဒါဆိုရင်ခုံထဲကိုလျှက်စစ်လွတ်တဲ့မိန်တင်လိုက်မှာဖြစ်ပါတယ်။ဒါတွေကို2ခေါက်လောက်လေ့ကျင့်ပြီးတိတ်မကြခင်မှာပဲမိုင်းထဲကိုတေးတံပေးခံရတဲ့လူကိုလာကြည့်တဲ့တရလိုဘက်ကလူတွေဝင်လာကြပါတယ်။အရာရှိတယောက်ကအပြစ်သားအာလန်ရဲ့သပင်ကိုလျှက်ကူးကောက်အောင်ရှိတ်ပေးပါတယ်။တေးရတော့မဲ့အချိန်ရောက်ပြီဆိုရင်အပြစ်သားတွေကသူတို့အပြစ်တွေအတွက်နှောင်နာရကြပါတယ်။တရခန့်ကိုတရလိုတွေအားလုံးရှိမှလုံထုံးလုံနည်းအတိုင်းလျှက်စစ်နဲ့ရှော့တိုက်ပြီးတေးတံပေးလိုက်ပါတယ်။တေးမသေးကိုဆရာဝန်ကစစ်ဆေးပြီးနှလုံးခုန်တန်းကြားနေရသေးရင်နောက်တစ်ချိန်ထပ်ပြီးရှော့တိုက်ပါတယ်။တေးတံပေးပြီးသွားတော့ပါစီကတေးနေတဲ့လူကိုပါရိုက်ပြီးအနိုင်ကျင့်နေပါတယ်။ဘရူဒတ်ရောက်လာပြီးအာလန်ကအပြစ်တွေအားလုံးကိုပေးဆက်ပြီးပြီမို့အခုလူတိုင်းလိုပဲတာမန်လူပြန်ဖြစ်သွားပြီလို့ပြောပြီးဖယ်ခိုင်းလိုက်ပါတယ်။ပါစီကအပြစ်သားတွေကိုကိုယ်တိုင်ကွက်မြက်ချင်လို့ဒီထောင်မှာလာနေတာဖြစ်ပါတယ်။အဲဒါကြောင့်နောက်တစ်ယောက်လှည့်ကြရင်သူ့ကိုအမိန့်ချခွင့်ပေးဖို့ဘောကိုတောင်းဆိုပါတယ်။ရှေ့ထွက်ပြီးအမိန့်ပေးရရင်အယူတောင်ကိုတာဝန်ပြောင်းမယ်မပေးရမချင်းဒီမှာပဲဆက်နေမယ်လို့ပြောတော့ဖော်စိတ်ပြတ်သွားပါတယ်။နောက်တစ်ရက်မှာတော့ကြွက်လေးကထောင်သားတစ်ယောက်ဖြစ်တဲ့ဒဲလ်ရဲ့အခန်းထဲကိုရှောင်နေပါတယ်။ဒဲလ်နဲ့ကြွက်လေးကတငယ်ချင်းတွေဖြစ်နေပြီးကြွက်ကဒဲလ်ခိုင်းသမျှကိုလှုပ်တတ်ပါတယ်။သူ့ရဲ့ကြွက်ဆက်ကပ်ကိုဘောတို့ပါစိတ်ဝင်စားလာကြည့်ကြပါတယ်။အဲ့နေ့မှာပဲထောင်ပိုင်ဟောင်းကထောင်သားအသစ်တစ်ယောက်လာမှဖြစ်ကြောင်းဘောကိုခေါ်ပြောပါတယ်။တမျိုးလုံးကိုဒုက္ခပတ်ပေးနေတဲ့ကောင်ဖြစ်ပြီးအခုအမှုမှာတော့ဓမြတိုင်ရင်လူ3ယောက်ကိုတတ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီထဲကတယောက်ကကိုဝင်တယ်ဖြစ်တာကြောင့်အပြစ်ကြီးသွားပြီးတည်တံချခံလိုက်ရပါတယ်အလုပ်ကိစ္စပြောရင်းနဲ့ဟာကသူ့မိမမှာအုံနောက်အကျိတ်ရှိနေပြီဖြစ်ကြောင်းဘောကိုရှင်းဖွင့်ပါတယ်အကျိတ်ရွယ်စားကကြီးလာတာကြောင့်ကုလို့မရတော့ပဲနောက်ဆုံးအချိန်ရောက်နေပြီမို့ဟာကဝမ်းနေနေပါတယ်ဘောလည်းတငယ်ချင်းရင်းကြီးဖြစ်တဲ့ဟာကိုဘာမှလုပ်မပေးနိုင်လို့စိတ်မကောင်းဖြစ်နေရပါတယ်ဘောရဲ့စီလန်ကြောင်ပိုးဝင်တဲ့ယောဂကလည်းတစ်နေ့ထက်တစ်နေ့ပိုဆိုးလာနေပါတယ်ဆရာဝန်စီတွားပြဖို့ချိန်ထားပေမဲ့ထောင်သားအသစ်တစ်ယောက်ရှောက်မှာဖြစ်လို့ထောင်သားကိုနေရာချပေးဖို့အရင်လုပ်ရပါတယ်ဒီနိုအဖွဲ့ကထောင်သားကိုခေါ်လာတော့ဆေးလွန်ပြီးအတိမရှိဖြစ်နေပါတယ်ဘောကတော့အိမ်သားထဲမှာကြောက်ချနေရပြီးလမ်းတောင်ကောင်းကောင်းမရှောင်နိုင်ဖြစ်နေပါတယ်သူယောဂဖြစ်နေတာကိုဂျွန်ကော်ဖီတီသွားတော့သူ့စီကိုခဏလာခဲ့ဖို့ပြောပါတယ်ဘောကသွားဖို့လုပ်နေတော့အသက်ရောက်လာတဲ့ထောင်သားကသူ့ကိုဖမ်းထားတဲ့ရဲတွေကိုတိုက်ခိုက်လို့အရင်ပြေးရပါတယ်ထောင်သားကအရာရှိဒင်းကိုလည်းပဲညှစ်နေတော့ဖာစီကတော့ကြောက်ကြောက်နဲ့ရှက်ကြည့်နေပါတယ်ဘောကိုယ်တိုင်ကလည်းတနက်နဲ့ချိန်ထားပေမဲ့မပြစ်နိုင်တာကြောင့်ဒင်းကတေးမလို့ဖြစ်နေပါတယ်ဘရူဒတ်ရောက်လာတော့မှပဲထောင်သားတစ်ကိုဖမ်းနိုင်လိုက်ပါတယ်ဘောကဒဏ်ရာရသွားတဲ့သူတွေအားလုံးကိုဆေးရုံလှုပ်လိုက်ပြီးသူတယောက်ပဲမိုင်းထဲမှာနေခဲ့ပါတယ်ဒါပေမဲ့စီးအောင်လာပြီးဟန်ချက်တောင်မထိန်နိုင်တော့ပဲလဲကျသွားပါတယ်ဂျွန်ကသူ့စီကိုခဏလောက်လာခဲ့ပါလို့ထပ်ခေါ်တော့ဘောလည်းပြန်ကုန်းထားပြီးသွားပါတယ်ဂျွန်ကသူ့အနားရောက်လာတာနဲ့ဘောကိုလှမ်းဆွဲပြီးဘောရဲ့အညာကိုလက်နဲ့အုပ်လိုက်ပါတယ်ဘောကရုံးပေမဲ့ဂျွန်ကအရန်တန်မာလို့ရုံးမရဖြစ်နေတော့ထောင်ကန်းထဲကမီဒီကပုံမှန်ထပ်ပိုလင်းလာပါတယ်မီဒီကွဲသွားတော့မှဂျွန်ကော်ဖီကဘောကိုလှုပ်ပေးလိုက်ပါတယ်အဲ့ဒီချက်ချင်းမှာပဲဘောရဲ့ယောဂဟာလည်းယူပစ်လိုက်တယ်လို့ပြောက်သွားပါတယ်ယောဂကူပေးလိုက်တဲ့ဂျွန်ကော်ဖီကတော့အသက်မရှူနိုင်လောက်အောင်ပြင်းပြင်းထန်ထန်ချောင်းတွေဆိုးနေပါတယ်ပါဇက်ထဲကနေပိုးကောင်တွေလိုအနက်ရောင်အမှုန်တွေထွက်လာပြီးလေထဲမှာပြမှုန်တွေလိုပျောက်ကွယ်သွားပါတယ်အဲ့ဒါတွေကိုဘောကဘာမှနားမလဲဘာမှမပြောနိုင်ပဲအဟော်တကြီးကြည်နေမိပါတယ်ဂျွန်ကော်ဖီကတော့သူ့အရန်ပင်ပန်းသွားလို့နားမရမယ်ဆိုပြီးအိတ်သွားပါတယ်ဘောကတော့ချက်ချင်းအပေါ်သွားကြည့်ပြီးမနာကျင်တော့ပဲသွားနိုင်လို့အရန်တွေစိတ်ချမ်းသာနေပါတယ်ဒီအဖြစ်အပျက်ကြောင့်ပဲဂျွန်ကော်ဖီကလူသက်သမားမထိန်အောင်ဆိုတာကိုဘောကပုံမယုံနိုင်ဖြစ်သွားပါတယ်အဲ့ဒါကြောင့်တရက်ခွင့်ယူပြီးဂျွန်ရဲ့ရှေ့နေစီကိုသွားပြီးဂျွန်ကတကယ်ပဲကျူးလွန်ခဲ့တဲ့ထင်လားလို့မေးကြည့်ပါတယ်ရှင်းနေရတော့သူ့အလုပ်သဘောအရဂျွန်မအပြစ်မရှိကြောင်းခြေပပေးခဲ့ပေမဲ့ဂျွန်ကမထိန်အောင်လူသက်သမားဆိုတာကတော့အမှန်ပဲလို့ပြောပါတယ်တရက်မှာလေသမားလင်မယားက